Hello ထားပါနာဖာတီတီကကြိုဆိုပါရယ်ဒီနေ့လုပ်ပြမဲ့ pick up file လေးကတော့ငွေကြေးကန်အပြောင်းလဲအကြောင်းဖြစ်ပါတယ်အတိတ်မှာကိုယ့်ရဲ့ငွေကြေးကန်ဘယ်လိုရှိခဲ့လဲပြီးတော့အခုငွေကြေးကန်ဘယ်လိုရှိလဲနဲ့လာမယ့်အနာဂတ်မှာဘယ်လိုအပြောင်းလဲဖို့ဖြစ်သွားမလဲဆိုတဲ့ဟာကိုကြည့်ပြထားဖြစ်ပါတယ်မျက်လုံးလေးမိတ်ပြီးတော့ကိုယ့်အတွက်ဆက်ဆံမှုအရှိဆုံးဖြစ်တဲ့ပုံလေးကိုရွေးပြပါနော် Hello ပိုင်လေးမင်္ဂလာပါဒီပိုင်လေးကိုရွေးထားတဲ့သူတွေကတော့အတိတ်မှာဆုံးရှုံးမှုအကြီးအမားတစ်ခုနဲ့ရင်ဆိုင်ထားရတဲ့သူတွေလို့မြင်နေပါတော့relationship တစ်ခုပြည့်စဲထားတာသို့မဟုတ်ငွေကြေးတစ်ခုဆုံးရှုံးထားတာပေါ့နော်ငွေကြေးပြဿနာတစ်ခုအကြီးကြီးတက်ထားအဲ့လိုမျိုးလူတွေပါမယ်ဆိုလို့ရှိရင်ပို့ပြီး energy ကိုက်နေပါတယ်ကို့မှာတယောက်တည်းအသကုန်ရုန်းကန်ပြီးတော့ပေါ့နော်ဘေးကလူတွေလည်းတိတ်ပြီးတော့မကူပဲနဲ့အရန်ကိုစူးစမ်းလာခဲ့ရတဲ့သူတွေပေါ့နော်အတိတ်မှာတော့အခုလက်ရှိမှာတော့သစမ်းကလေးကိုပြရဲပေါ့နော်အခုလက်ရှိမှာတော့ပြေးလေးဖြစ်လာပြီးတော့ကိုကလည်း3နိုင်ဆွဲနိုင်ဖြစ်လာတဲ့အခြေအနေလေးပေါ့နော်ဒီလက်ရှိကံမူတည်ပြီးတော့ကိုယ့်ရဲ့စိတ်အခြေအနေကနှစ်ခွဖြစ်နေတယ်ပေါ့နော်အချို့သူတွေကလည်းပတ်စံကိုပို့ပြီးတော့ရှာချင်လာတဲ့သူတွေရှိတယ်လို့အချို့လူတွေကလည်းပတ်စံပို့ပြီးတော့သုံးချင်တယ်ဆိုရဲစိတ်ကလေးဖြစ်ပေါ်နေတဲ့သူတွေရှိရပေါ့နော်အဲ့တော့ဘယ်လိုပုံစံမျိုးနဲ့ပဲသွားဒီဟာကိုမထိမ့်သိမ်းဘူးဆိုလို့ရှိရင် the future မှာ 4 rocket လေးကြားတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုရင်ဒီအလုပ်တွေပဲဆက်ပြီးတော့လုပ်နေပြီးတော့ကိုကျမရဲ့ queue site ကိုအားနေခဲ့မယ်ဆိုရင်ကိုဘယ်လောက်ပဲပတ်စံအသကုန်ရှာတာဒီလာမယ့်အနာဂတ်မှာကိုကနေမကောင်းလို့စင်းုံတက်ရတာဖြစ်ဖြစ်ဒါမှမဟုတ်စိတ်ကန်းပြရတာဖြစ်ဖြစ်တခုဖြစ်လာဖို့ရှိရပေါ့နော်အဲ့တော့ကိုရှာလိုက်တဲ့ပတ်စံဒီမှာပဲပြန်ကုန်သွားမယ်ဆိုပုံစံမျိုးပြနေအဲ့ခါကျတော့ဒီပိုင်အေလေးတွေကအလုပ်ကိုမနေမနာလုပ်တတ်တဲ့သူမျိုးဆိုလို့ရှိရင်ကို queue site ဖို့လိုပါတယ်ပြောရရင်ဆိုလို့ရှိရင်ကိုအနားပေးဖို့လည်းလိုတယ်ပေါ့နော်ဒီပတ်စံကအခုကန်လဲကောင်းလာတယ်ပြောရရင်ဖြည်းဖြည်းလေးနဲ့မှန်လေးနဲ့လုပ်ပြီးတော့အများကြီးမသုံးသေးရတော့ကိုစီမှာအမြင်တိုင်းကိုလိုချင်တဲ့လောက်ရနေမှာပေါ့နော်ဆိုတော့ဒီပတ်စံအရန်ရှာချင်တယ်ဆိုတော့အဖွဲကအရန်စိတ်ကိုထိန်းချုပ်ပြီးတော့ကိုကျမရဲ့ကိုပြန်လိုက်စားဖို့တက်ပါတယ်နောက်တစ်ဖွဲကပေါ့နော်ဒီနာဖာတီတီကြည့်ရတဲ့အခါမှာပေါ့နှစ်ခုတွေ့ရပေါ့နော်ပတ်စံအရန်သုံးချင်နေတဲ့သူနဲ့အရန်ရှာချင်နေတဲ့သူပေါ့နော်အဲ့တော့အရန်ရှာချင်နေတဲ့သူတွေတော့ advice ကပြီးသွားပြီဆိုတော့အခုအရန်သုံးချင်နေတဲ့သူတွေအကြောင်းကိုပြောမယ်ပေါ့နော်ဆိုတော့ပတ်စံအရန်သုံးချင်နေတဲ့သူတွေကအခုလောစင်မှာရှာရင်ဘက်ကလေးဝင်တဲ့ခါကျတော့ဘက်ကလေးသုံးပြလိုက်တာများတော့အဲ့ဒါလေးကိုအခုချိန်မှာမထိန်းချုပ်ဘူးဆိုလို့ရှိရင်အနာဂတ်မှာပတ်စံမလောက်ပဲဖြစ်တာမျိုးအတီကိုဝင်နေတဲ့ opportunity ကရုတ်တရက်ခဏရက်ဆိုင်သွားတဲ့အချိန်မျိုးမှာသူများနေစီကချင်းငါပြီးတော့တုံရင်ပြန်ဖြစ်သွားတာမျိုးဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ကိုလိုချင်တဲ့ egg လေးဆိုလို့ရှိရင်လည်းပဲဥမာ egg က9လုံးလောက်လိုချင်တယ်ဆိုလို့ရှိရင်တစ်လုံးလောက်ပဲအရင်ဝယ်ထားပြီးတော့ကျန်တာလေးကိုစုထားတာမျိုးအဲ့လိုလေးအရင်လုပ်တင်တယ်ပေါ့နော်ငွေစုတဲ့အကျင့်လေးကိုလုပ်ပေးပါလို့နာဖာတီတီကအကြံပေးချင်ပါတယ်ပေါ့နော်ဆိုတော့ဒါလေးတွေကတော့ပိုင်ရည်လေးတွေအတွက်ကိုပြောထားတဲ့ hog လေးဖြစ်ပါတယ်အချိန်လေးပေးလို့ကျေးဇူးများတင်ပါတယ် Hello ပိုင်ပီလေးတွေပိုင်ပီလေးတွေရဲ့အတိတ်မှာတော့ဒီငွေကြေးပြဿနာအများကြီးခက်ခဲမရှိခဲ့ဘူးပေါ့နော်ဘာလို့လဲဆိုတော့ပိုင်ပီလေးကအရန်ကို generous ဖြစ်တဲ့သူတွေဖြစ်တယ်ပေါ့နော်သူများတွေကိုပေးခြင်းကမ်းခြင်းနဲ့စိတ်ရှိခဲ့ကိုမှနှစ်ခုပဲရှိရင်တော့မှတစ်ခုပေးခြင်းနဲ့သူတွေရှိရပေါ့နော်အဲ့တော့ဒီပိုင်ပီလေးတွေကငွေကြေးပြဿနာအရန်ချမ်းသာရေးမဟုတ်ရင်တော့မှတွန်းနေသူပြေလည်သွားတာမျိုးပဲပေါ့နော်ဒါအတိတ်မှာအဲ့လိုမျိုးရှိရဲနောက်တစ်ခုကကြတော့ဒီပိုင်ပီလေးတွေကိုစောင့်ရှောက်နေတဲ့အမျိုးသမီးမေတော်တစ်ပါးရှိရပေါ့နော်ဒါနက်လည်းဖြစ်ရင်ဖြစ်မယ်ဒါမှမဟုတ်ကိုအမျိုးတွေထဲမှာရှိရဆုံးပါသွားတဲ့အမေဖြစ်ရင်ဖြစ်မယ်ဒါမှမဟုတ်အဖွားဖြစ်ရင်ဖြစ်မယ်အတော်ဖြစ်ရင်ဖြစ်မယ်ပေါ့နော်အဆောင်ရှောက်တဲ့သမီးတစ်ပါးရှိပါတယ်နောက်ပြောရလို့ရှိရင်အခုဒီ present ပေါ့နော်ဒီအခုဖြစ်နေတဲ့ငွေကြေးကံကိုပြောမယ်ဆိုလို့ရှိရင်တော့ဒီပိုင်ပီလေးတွေကအလုပ်သေးရဖို့ရှိရပေါ့နော်စီးပွားရေးအသေးစားရဖို့ရှိရအလုပ်သေးရဖို့ရှိရအဲ့ဟာလေးကလည်းကိုကငြိမ်လေးလုပ်လို့မရဘဲနဲ့ပေါ့နော်ကိုကအပြင်တွေပါတွေသွားရမယ်ပြီးသွားပြီဆိုလို့ရှိရင်ကိုကြောက်တဲ့ဟာတွေကိုလုပ်ရမယ် risk ယူပြီးတော့လုပ်ရမယ်ဒီကိစ္စတစ်ခုရှိရပေါ့နော်အဲ့ဒါလည်းအောင်မြင်ပါလိမ့်မယ်ပိုင်ပီလေးတွေအတွက်ဒါပေမဲ့သတိထားမှာတစ်ခုကတော့သူတို့လိုချင်တဲ့ terms ပေါ့နော်ဥမာအလုပ်ရှင်ရဲ့လိုချင်တဲ့ terms တို့မဟုတ်ဒီစီးပွားရေးမှာသူတို့ရဲ့ terms ကိုဟိုအလွယ်ကူနဲ့ grip ပေးတာမျိုးမဟုတ်ဘဲနဲ့ကိုဘာလိုချင်လဲဆိုတာကိုလည်းကွက်တီပြောပြရပေါ့နော်ကဲအရာက the night of one ဆိုကိုက assertive ဖြစ်ရတယ်ကိုလိုချင်တာကိုပြောရရတယ်ပေါ့နော်ညှိရတဲ့တတိတစ်ခုတော့မွေးရမယ်ပေါ့နော်ဒါလေးကတော့လိုအပ်တဲ့ advice တွေဖြစ်ပါတယ်အဲ့တော့ဒီလာမယ့်အနာဂတ်မှာဘာဆက်ဖြစ်လာမလဲဆိုလို့ရှိရင်ကိုယ့်ရဲ့အလုပ်ထဲမှာဒါမှမဟုတ်ကိုယ်စီးပွားရေးလုပ်နေတဲ့ဘယ်တွေကသူတွေထက်ကိုပုံမူပြီးပေါက်ရောက်အောင်မြင်လာမယ်သူဖြစ်လာမယ်ပေါ့နော်ဘာလို့လဲဆိုတော့ကိုကလုံနိုင်ကိုင်းနိုင်နဲ့ကိုအရေးချင်းတွေအကုန်လုံးလည်းတခြားသူတွေသိလာမယ်ပေါ့နော်အဲ့တော့ဖြစ်လဲဆိုလို့ရှိရင်ရသလောက်နဲ့ရွှေစုပါရွှေရပို့ပြီးတော့အကျိုးပေးပါလိမ့်မယ်ပေါ့နော်ဒါကတော့အနာဂတ်မှာဖြစ်လာမယ်ပိုင်ပီလေးတွေငွေကြေးကံဖြစ်ပါတယ်အချိန်ပေးလို့ကျေးဇူးများတင်ပါတယ် Hello ပိုင်စီလေးတွေပိုင်စီလေးတွေကအတိတ်မှာပေါ့နော်ဒီ energy နှမျိုးမြင်တယ်ပေါ့နော်အချို့ကကြတော့အမြဲတမ်းငွေကြေးကံကောင်းနေခဲ့တဲ့သူနဲ့အချို့ကကြတော့အမြဲတမ်းငွေကြေးကံမကောင်းရာကနေပြီးတော့လက်တလောမှပေါ့နော်ဒီလက်တလောမှကံကောင်းလာတဲ့အဖွဲ့ဆိုပြီးနှစ်ဖွဲ့မြင်တယ်ပေါ့နော်အတိတ်မှာတော့ပြောမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီမပြေလည်တာတွေပြေလည်သွားတယ်ဆိုတော့ဒီမျှော်လင့်ချက်လေးတစ်ခုကိုရထားတယ်လက်တလောမှရထားတဲ့သူတွေဆိုပြီးတော့မြင်တယ်ပေါ့နော်အခုလက်ရှိမှာဘာဖြစ်နေမလဲဆိုလို့ရှိရင်ငွေကြေးက balance ဖြစ်နေမယ်လို့အရင်လည်းပို့ပြီးတော့မရှိဘူးလိုတာလည်းမရှိဘူးငွေကြေးက balance ဖြစ်ဒါပေမဲ့ဒီပိုင်စီလေးတွေကဘာကံကောင်းလာလဲဆိုလို့ရှိရင်ပိုင်စီလေးတွေမှာ crash ရှိတယ်သို့မဟုတ်လက်တလောရီစားရကန်ကြီးဖြစ်တဲ့သူတွေဆိုလို့ရှိရင်ဒါရီစားရတော့မယ် single လေးတွေလည်းဒါကိုယ့်ရဲ့သဘောကျတဲ့သူတွေ့တော့မယ်ပေါ့နော်ဒီငွေကြေးကံနဲ့အခြေရင်းနဲ့ဘာမှမဆိုင်ဘူးလို့ပြောချင်ပေမဲ့လည်းဒါပေမဲ့ကတ်မှာတွေ့တဲ့အရာဆိုနံပါတ်ဒီတိုင်းမနေနိုင်ပြပြရတာပေါ့နော်ဆိုတော့အခြေရင်းကံကောင်းလာဖို့ရှိတယ်ပိုင်စီလေးတွေပေါ့နော်ငွေကြေးအများကြီးထက်ဘာလို့အခြေရင်းကံကောင်းလာရုံနဲ့မကဘူးကိုပျော်ရမယ်ပေါ့နော်ဒါလည်းပဲဘယ်လိုပြောမလဲကိုချမ်းသာတာစိတ်ချမ်းသာတာဆိုတော့ဒါချမ်းသာလာမယ်ဒါပေမဲ့စိတ်ရင်ချမ်းသာလာမယ်ဆိုတဲ့ပုံမျိုးပေါ့နော်ငွေကြေးကလည်းအဆင်ပြေပါတယ်အဲ့တော့ဒီအနာဂတ်မှာဘာဆက်ဖြစ်လာမလဲဆိုလို့ရှိရင် relationship ရှိတဲ့သူတွေကဒီနှစ်ထဲမှာယူဖြစ်သွားမယ်ပေါ့နော် relationship ရှိတဲ့သူတွေအဲ့လိုကိုမှ loss ဆုထားပတ်စံမရှိသေးဘူးဆိုရင်တော့မှအမျိုးတွေကလိုလိုလားကူညီတာမျိုးတကယ်ချင်းတွေကလိုလိုလားကူညီတာမျိုးနဲ့ငွေကြေးအဆင်ပြေလာပြီးတော့အိမ်အောင်ပြုတ်ပြပါလိမ့်မယ်ပျော်ရပါလိမ့်မယ်ပေါ့နော်ပြီးတော့အိမ်အောင်ပြုတ်ပြီးနောက်ပိုင်းမှာလည်းပဲငွေကြေးကံကောင်းလာပါလိမ့်မယ်ပေါ့နော်အဲ့တော့အိမ်အောင်ပြုတ်ဖို့အစီအစဉ်မရှိတဲ့သူတွေကလည်းဒီနှစ်မှာကိုနဲ့တက်လုံးတက်တွဲသွားမယ်လက်တွဲပေါ်တွေ့ပါလိမ့်မယ်အရင်ဆုံးစိတ်ချမ်းသာရပါလိမ့်မယ်ပြီးတော့မှကိုချမ်းသာရပါလိမ့်မယ်ပေါ့နော်ဒါပိုင်စီလေးတွေကတော့နာဖာတီအကြိုက်ဆုံးပဲပေါ့နော်ဘာလို့လဲဆိုတော့ပတ်စံရှာရင်ရရဲဒါပေမဲ့ဟိုရဲ့ချစ်ရတဲ့လက်တွဲပေါ်ကကျတော့ဟိုအချို့ကပြေးရှာနေတာမတွေ့ရမျိုးရှိရပေါ့နော် I think ပိုင်စီလေးတွေကတော့ the luckiest part of all ဆိုပြီးနာဖာတီကထင်တယ်ပေါ့နော်အဲ့တော့ငွေကြေးခက်ခဲရှိနေတဲ့သူတွေလည်းပဲဒီလေးလအတွင်းမှာအဆင်ပြေသွားဖို့မြင်ပါတယ်အချို့ကတော့ April ကျော်မှာအဆင်ပြေသွားဖို့မြင်ပါတယ်ပေါ့နော်အခုလိုမျိုးအချိန်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်နာဖာတီထပ်တင်ပေးမယ့်ဗီဒီယိုလေးတွေကိုကြည့်ချင်တယ်ဆိုလို့ရှိရင်တော့ like and follow လုပ်ထားပေးပါကျေးဇူးအများကြီးတင်ပါတယ်